ကံကံရဲ့ကျိုးလက်ခံတယ်ဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ် responsibility ကိုပြောတာနော်ကိုလှုပ်ရင်ကိုတာဝန်ရှိသွားကောင်းရင်လည်းကိုပဲရမယ်မကောင်းရင်လည်းကိုပဲရမယ်ကိုစားလိုက်တဲ့အစားအစာအစိတ်ဖြစ်ရင်ကိုခံရမယ်ကျမ်းမာစိတ်ပဲဆိုရင်ကိုဆိုင်ရမယ်ကိုနဲ့ပတ်သက်တာမှန်သမျှဒီတိုင်းပဲကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်လို့ယုံကြည်လက်ခံသူကအမှန်တရားဆိုတဲ့လမ်းကြောင်းမဟုတ်ဘူးတက်လှမ်းခြင်းပဲဖြစ်တယ်အေးကောင်းတာလို့လည်းကောင်းတာမဖြစ်ပါဘူးမကောင်းတာလို့လည်းမကောင်းတာမဖြစ်ပါဘူးကုသိုလ်ကံဆိုတာလည်းမရှိပါဘူးနောင်ဘဝဆိုတာလည်းမရှိပါဘူးဆိုတဲ့အတွေးတွေတဲ့ပုဂ္ဂိုလ်တယောက်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့လွန်ခဲရင်သွားတယ်။ဘာကြောင့်လို့ဆိုတော့ तू လုံးချင်တာလုံးတော့မှလေကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ် तू မရွေးချယ်တော့ဘဝဆိုတာတူတူလေးပျော်အောင်နေရမယ်ဆိုတဲ့အနောက်တိုင်းကလူတွေပြောလိဆိုလို့ရှိတယ် Life is too short enjoy yourself ပျော်ပျော်နေမယ်ဆိုတဲ့